တမင်မျက်လုံးလေးနဲ့စင်ညိုတော်မြတ်ခုံးလေးရဲ့မင်းလာတွေကိုပါမီဝိုင်းလို့ဖြည့်ထားတယ်ဇာတုလေးတော့ပပဝလီများလူကြီးဝင်စားထားသလိုနဲ့မင်းလာတွေကိုကိုရှိဝင်အတဲ့မှာပူမျက်လုံးမင်းလေးပေါ်မှာကိုချစ်သူရဲ့ပြမှုတောင်စတဲ့တာလို့ချစ်ချင်းတဲ့သူကပါပါလူတော်ရဲ့တဲ့ချစ်သူကဘသူမှတော့ရဲ့ချစ်ကိုလိုက်သူရဲ့ချစ်တယ်ချစ်တယ်မျက်လုံးလေးနဲ့ဒီလိုတော့မြတ်ကုန်ရဲ့မင်းလာပါမီဝိုင်းလို့ကြည့်ထားတယ်ဘာလို့လဲကမင်းကလူတို့သာဖြစ်ကောင်းပြီးွယ်ပေါ်လီလောက်လာပြီးပပဝီလောက်